Okay ဒီနေ့ story လေးတစ်ပုဒ်ကိုတူတူသွားကြည့်ကြရအောင် Oxford University ကထုတ်တဲ့ story လေးတွေဖြစ်ပါတယ် story number 24 Anwar Lake was 20 Anwar ကတဲ့ Lake Anwar Lake ကသူကအသက်20ရှိပါပြီ He visited the manager of a bank because he wanted to work there He visited သူကတွားရောက်ခဲ့တယ်လေပတ်ခဲ့တယ်တွားခဲ့တယ် The manager of a bank ဘဏ်တစ်ခုရဲ့ manager စီတို့တွားပြီးတော့မှစုံစမ်းတယ်ပေါ့လေပတ်တယ်ပေါ့တွားရောက်ခဲ့တယ်ပေါ့ Because အဘယ်ကြောင့်ဆိုတော့ he wanted to work there သူကတဲ့အလုပ်လုပ်ချင်ခဲ့တယ်တဲ့ there အဲ့ဒီဘဏ်ကိုအလုပ်လုပ်ချင်ခဲ့ပါတယ် The manager's name was သွန်ပစင် manager ရဲ့နာမည်ကတော့သွန်ပစင်ဖြစ်ခဲ့ပါတယ်Mr. Thompson said to Anwar, Where did you work before? Mr. Thompson and Mr. Thompson said Megere to Anwar go Megere. Where did you work before? Yinga mean Beniyama a look cabule do Megabare. Anwar answered, I work in a office in London. Anwar က answer ဖြေခဲ့ပါတယ် I was ငါခဲ့တယ်ဘာလို့ in a office ရုံးတရုံမှာအလုပ်လုပ်ခဲ့ပဲတဲ့ in London မှာရှိတဲ့အလုပ်တစ်ခုမှာရုံးတရုံမှာအလုပ်လုပ်ခဲ့ပါတယ် For how long the managers at ဘယ်လောက်ကြာတယ်လဲတဲ့ manager ကပြန်ပြီးတော့မှမေးခဲ့ပါတယ် For a year and a half Anwar answer Anwar က answer ဖြေခဲ့ပါတယ်တဲ့ Anwar ကဖြေခဲ့ပါတယ်တနှစ်ခွဲကြာပါတယ်လို့သူကဖြေခဲ့တယ်တဲ့ Which office the manager asked them နောက်ထပ် manager ကထပ်မေးတယ်ဘယ်ရုံးလဲတဲ့ Anwar gave him the name and Mr. Thompson telephoned the manager there Anwar က gave ပေးခဲ့တယ်တဲ့ him သူ့ကို the name နာမည်ပေးခဲ့တယ်တဲ့နာမည်ပေးတယ်ဆိုမှတော့အဲ့မှာသူရဲ့address ကမှာဖုန်းနံပါတ်တွေသူရဲ့နာမည်တွေနော်နေရာတွေသူပါမှာပေါ့အဲ့ဒီလိုပေးတဲ့အခါမှာ Mr. Thompson က telephone ဖုန်းခေါ်ခဲ့တယ် the manager there အဲ့ဒီမှာရှိတဲ့ manager စီတို့ဖုန်းခေါ်ခဲ့ပါတယ် How long did Anwar Lake work for you Mr. Thompson asked Mr. Thompson ကမေးခဲ့တယ် How long did Anwar Lake ကတဲ့အဲ့ဒီမှာတဲ့မင်းတို့စီမှာပါ for you မင်းတို့စီမှာတဲ့ဘယ်လောက်ကြာအလုပ်လုပ်ခဲ့လဲလို့သူကမေးခဲ့တယ် About a week the others managers answer အခြား manager က answer ဖြေခဲ့ပါတယ်တဲ့ About a week တပတ်ကြာပါတယ်လို့ဖြေခဲ့ပါတယ် But he said I was there for a year and a half and Mr. Thompson said Mr. Thompson ကပြောခဲ့တယ်တဲ့ But ဒါပေမဲ့ he said သူကငါ့ကိုပြောတယ်ကွာတဲ့ I was there for a year and a half တနေ့ခွဲကြာတယ်လို့အဲ့ဒီမှာတနေ့ခွဲကြာတယ်လို့သူကငါ့ကိုပြောတယ်တဲ့ Yes that is correct it was answer အဖြေကတဲ့အဲ့ဒီဟာမှန်တယ်လို့ဟိုတစ်ဖက်ကmanager ကတွန်ပစင်ကိုပြောတယ်ဟာမှန်တယ်တဲ့တနေ့ကြာတယ်တနေ့ခွဲကြာတယ်ဆိုတာမှန်တယ်တဲ့အဲ့ဒီအဖြေကမှန်တယ်တဲ့ He was with us for a year and a half but he only worked for a week during that time သူပြောတာမှန်တယ်တဲ့he was with them for that ငါတို့နဲ့အလုပ်လုပ်တာကတော့တဲ့တနေ့ခွဲကြာတယ်တဲ့ a year and for that တနေ့ခွဲကြာတယ်တဲ့ but ဒါပေမဲ့He only worked for a week during the time အဲ့ဒီတနေ့ခွဲကာလအတွင်းမှာတော့တဲ့သူအလုပ်လုပ်ခဲ့တာဆိုလို့ only for a week တပတ်ပဲကြာတယ်တဲ့ဆိုလိုတဲ့ပုံစံကဘယ်လိုတချို့လူတွေကရုံတော့ဝင်ထားတဲ့လုပ်ငန်းမစင်ဘူးပေါ့ရုံးကလည်းပဲတချို့ရုံးနေကြတော့ပိုက်ဆံမပေးရတော့လည်းဘာမှမပြောတော့ဘူးပေါ့အဲ့လိုပုံစံမျိုးအဲ့တော့သူကတချို့ရုံးနေကြတော့လည်းပိုက်ဆံတော့ပေးတယ်ပေါ့
သူတို့ကုမ္ပဏီကိုဝင်ပြီဆိုတော့ကနေမကောင်းချမ်းမချမ်းမှာတော့ဒီလိုလင်းနေရင်တနေ့ခွဲကြာသွားရင်ဖြစ်မှာပေါ့သူတကယ်တမ်းreality အလုပ်လုပ်တာတော့တစ်ပတ်ပဲကြာတယ်လို့သူကဖြေတာပေါ့အဲ့တော့တစ်ဖက်ကဒီအခုလုပ်ငန်းလာလျှောက်တဲ့ဘဏ်ကမန်နေဂျာကသူလက်ခံမလားလက်မခံဘူးလားဆိုတာတော့စဉ်းစားရမှာပေါ့အော်တနေ့မှာတနေ့ခွဲကြာပြီအလုပ်လုပ်စာကတစ်ပတ်ပဲဆိုရင်တော့အဆင်ပြေမလားမပြေဘူးလားဆိုတာကိုဒါတယောက်နဲ့တယောက်စဉ်းစားကြရမှာပေါ့ဟုတ်ပြီ okay let me stop here thank you so much good luck to you